ချင်းလဲ council လဲချင်းလဲအစိုးရရဲ့တပ်မတော်ကတပ်ဖွဲ့ဒီကမတူပီပါဘာလုပ်နေတယ်လဲဆိုတဲ့ဥစ္စာကိုပြည်သူတွေသိဖို့လိုတယ်အာရကန်ဒီအေအေတွေသိဖို့လိုတယ်ချင်းဘရဒါဟုတ်တွေသိဖို့လိုတယ်ကျွန်တော်တို့ချင်းလဲကောင်စီတပ်ဖွဲ့ဟာဆိုရင်မတူပီမှာဘာလုပ်နေတယ်လဲဆိုရင်တော့မတူပီကိုချင်းဒီကစိုးမိုးနိုင်ဖို့ကျွန်တော်တို့လုပ်နေတာဖြစ်တယ်အဲ့တော့အေအေနဲ့တိုက်ပွဲဖြစ်တယ်ဆိုတာမှန်မယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်ုပ်တို့ဒီအေအေကိုမတူပီမှာအခြေချဖို့ရတဲ့အတွက်လုံခြုံရေးအရာပဲဖြစ်ဖြစ်ဘာအရာပဲဖြစ်ဖြစ်နေတာကျွန်တော်တို့မကြိုက်ပါဘူးပြီးရင်ဒုတိယချက်အနေနဲ့ချင်းပြည်နယ်မှာရှိတဲ့စကားဆစခန်းကိုအေအေလာတိုက်ပေးဖို့လဲကျွန်တော်မကြိုက်ပါဘူးကျွန်တော်တို့မကြိုက်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ချင်းနဲ့ကန်ကွေးတပ်ဖွဲ့အနေနဲ့ချင်းပြည်နယ်မှာရှိတဲ့စခန်းတွေဟူသမျှအားလုံးစခန်းတွေအားလုံးဖျားကျေးဇူးတော်ကြောင့်တိမ့်နိုင်တဲ့အနေအထားရှိနေပြီအဲ့ဒါကြောင့်အကူအညီမလိုပါဘူးလို့ကျွန်တော်ပြောချင်တယ်ထိုနည်း၎င်းပဲ CB ဆိုတဲ့ Brotherhood တရားလည်းပဲ AA ကိုအကူအညီမတောင်းစေချင်မတောင်းပါနဲ့ကိုဟာကိုတိုက်ပါမင်းတပ်ကိုလည်းကိုဟာကိုတိုက်ပါပြီးရင်ကမ်ပလက်ကိုလည်းကိုဟာကိုတိုက်ပါကိုဟာကိုမတိုက်နိုင်ဘူးဆိုရင်လည်းပဲခမည်းညီကိုအရင်ဖြစ်တဲ့ချင်းလဲကောင်စီတပ်ဖွဲ့အောက်မှာရှိတဲ့ CDFD CNA ကိုအကူအညီယူပါဒါပဲကျွန်တော်ပြောချင်တယ်အဲ့တော့သူတို့အခုတလောက AA နဲ့ပတ်သက်ရင်သူတို့ပြောကြတယ် AA ကစေတနာရှိတယ်စေတနာတန်တန်နဲ့တိုက်ပေးတယ်ဆိုတာဒါကလေးမဟုတ်ဘူးဒါဘယ်သူမှယုံမှာမဟုတ်ဘူးလူဆိုတာအမျက်မရှိပဲတဲ့ဘယ်သူမှမလုပ်ဘူးဆိုတာအားလုံးနားလေအကျိုးအမျက်မရှိပဲနဲ့ဘယ်သူမှမလုပ်ဘူးနော်ဆရာတို့အဲ့တော့စေတနာတက်တဲ့ဆိုတာမဖြစ်ဘူးအေအေရလည်းပဲလူချင်းတဲ့ဥစ္စာအမျက်ရှိလို့ခမရတို့ကိုစစ်ကူလာပေးတာနော်အဲ့တော့ပြောရမယ်ဆိုရင်စစ်ကူလာပေးတယ်လို့ကျွန်တော်မဆိုလိုဘူးစစ်လာတိုက်ပေးတာခမရတို့ကကူညီတာအဲ့တော့မတူပီကိုတိမ့်သွားတဲ့ဥစ္စာလည်းပဲအေအေကတိမ့်သွားတာအဲ့ဒါချင်းညင်အောင်လေးဝန်ခံရမယ်ဒါကျွန်တော်စခိုင်စကားလေးရတဲ့ခါကျတော့ဥပမာအေအေဒီကဘာပြောမလဲဆိုရင်တော့ဘရာဒါဟူတီဆိုတော့သူတို့တယောနေမှာဒါတယောလို့ရတာပေါ့အေအေကတိမ့်တယ်လေခမရတို့ကနောက်လိုက်ပေးတယ်လေဒါရှင်းတယ်ကျွန်တော်အဲ့လိုမျိုးကတော့ကျွန်တော်မကြိုက်ဘူးကုန်တိတ်ခါလည်းမရှိဘူးတိတ်ခါလည်းကြာအဲ့တော့နောင်ဆိုရင်တော့ brother ဟူတီကိုကြံပေးခြင်းတယ်ခင်ဗျားတို့အင်အားမရှိဘူးဆိုတာကျွန်တော်နားလေတယ်ကျွန်တော်တို့ဘာလဲချစ်လက်ကောင်စီတပ်ဖွဲ့မှာရှိတဲ့သူတွေကလည်းပဲလူတော့ရှိတယ်လက်နဲ့အင်အားကတောင်းနေကျွန်တော်တို့မရှိသေးဘူးနော်အဲ့တော့စက္ကစကိုတိုက်ထုတ်နိုင်ဖို့လက်နဲ့အင်အားရှိတယ်လုံလောက်သလားဆိုတော့မလုံလောက်ဘူးခင်ဗျားတို့ကလည်းပဲလုံလောက်မှမဟုတ်ဘူးပြဿနာမဟုတ်ဘူး brother ဟုတ်တဲ့ကအလုံးကိုကျွန်တော်စခန်းတစ်ခုပဲဖြစ်နှစ်ခုပဲဖြစ်ဖြစ်နောင်ဆိုရင်တော့တိုက်မယ်ဆိုရင်အေးအေးကိုမခေါ်နဲ့တော့ကိုကကိုတိုက်ပါလို့ကျွန်တော်အကြံပေးခြင်းတယ်တောင်းလေတောင်းဆိုခြင်းတယ်ဒါခမရတို့ကတိမ့်ပြီဟေးဆိုရင်တော့ကျွန်တော်တို့လည်းလက်ခုပ်တီးပေးမှဖြစ်ပါတယ်အခုကဆရာဘွေကူငါအဲ့ဒါဆိုရင်တော့မတူပီစခန်းကိုအေအေကတိမ့်တာဝမ်းမတာဘူးလားဆိုရင်တော့ကျွန်တော်အေအေကတန်တွဲကိုတိမ့်နေဆိုရင်တော့ကျွန်တော်အယံဝမ်းတာမှာအေအေကဟိုဘာလဲဟိုအားကြီးကိုလေတိမ့်တွက်ရင်တော့ကျွန်တော်လက်ခုပ်တီးပေးမှာအေအေကိုကျွန်တော်တော်တယ်လို့ပြောမှာဒါပေမဲ့ကျွန်တော်တို့တိမ့်နိုင်တဲ့ချင်းလက်တပ်ဖွဲ့တွေကချင်းလက်ကောင်စီတပ်ဖွဲ့တွေကတိမ့်နိုင်တဲ့ချင်းပြည်နယ်မှာလာတိမ့်သွားတော့အဲ့ဒါလာလူတော့တယ်လို့ပဲကျွန်တော်ဝတ်မတာဘူးဒါပူမွေးလင်းလည်းပဲ CBD ကသူ့ဟာသူတို့အေးအေးမပါပဲနဲ့မတူပီကိုတိမ့်သွားရင်လေ CB တော်တယ်ကျွန်တော်ခွန်အားဗလဲအားပေးမှာလက်ခုပ်တီးပေးမှာအခုကကျေးစားလို့ဘာလို့နဲ့ဟိုကသူများကိုသွားခါပြီးတော့မှတိမ့်ခိုင်းတာတို့ဘာတို့ကတော့မဟုတ်သေးဘူးဒါ CBD ကိုကျွန်တော်ပြောချင်တယ်ဒါတိတ်ခါကြတယ်နော်ချင်းတိတ်ခါကြတယ်အဲ့တော့ကျွန်တော်ဒုတိယကောင်စီဥက္ကဋ္ဌအနေနဲ့ကျွန်တော်ဖြစ်မယ်ပုဂ္ဂိုလ်တူတယောက်လည်းဖြစ်မယ်အဖွဲ့အစည်းအနေနဲ့လည်းပဲတယောက်ချင်းလဲတချို့တည်းကတော့ရှိရင်ရှိလိမ့်မယ်အဲ့တော့ကျွန်တော်ချင်းလက်ကောင်စီမတူပီအရေးကိစ္စချင်းအရေးကိစ္စနဲ့ဖြစ်စေချင်တဲ့ဥစ္စာကတော့ AAD ကိုလည်းပဲကျွန်တော်ဟိုတခါလဲဘာတော့ကနေပြောပြီးသားခင်ဗျားတို့လောလောဆယ်ကိုပြည်သူ18ရာခိုင်နှုန်းရှိနေတဲ့ပလဲဝမှာဟိုခဏနေတာကပြဿနာမဟုတ်ဘူးလို့ခဏခဏပြောတယ်
တော့တော့အဲ့လိုပြောလို့ပလေဝါခစခိုင်ပြည်နေစခိုင်ကိုပြောပေးတယ်အေးကိုပေးတယ်လို့မဟုတ်ဘူးနော်ပြန်ပေးရမှာနော်ဆရာတို့ပြန်ပေးရမှာလာတိုက်မှလည်းမဟုတ်ဘူးလာတိုက်လို့ဟိုလောက်တာတို့ဘာတော့မကောင်းဘူးအဲ့တော့ချင်းပြည်နေမှာရှိတဲ့ပလေဝါဖြစ်တဲ့တွေ့ခမရတို့စစ်တွေတို့အားတို့အကုန်လုံးစခိုင်ပြည်နေမှာရှိတဲ့စကားဆစခန်းကိုအကုန်လုံးတိမ့်ပိုက်ပြီးသားဖြစ်တဲ့အချိန်ကြရင်တော့ခင်ဗျားတို့ကိုစခိုင်ပြည်နယ်ကိုအေအေရလည်းပဲဟိုအခြေချတော့မှဖြစ်တယ်အခုအလောလောဆယ်အကုန်လုံးမသိမ့်နိုင်သေးတဲ့တွေ့ခင်ဗျားတို့ထောက်ပို့လမ်းကြောင်းပဲဖြစ်ဖြစ်လုံချုံကြီးရပဲဖြစ်ဖြစ်ခင်ဗျားတို့ပြည်သူလူထု18ရာခိုင်နှုန်းရှိနေတဲ့ပလက်ဝမှာလောလောဆယ်နေတာကတော့ကျွန်တော်တို့ချင်းလဲကောင်စီကကန့်ကွက်နေတာမဟုတ်ဘူးတော့ရိုးသားရမယ်ရိုးသားရမယ်ကိုယ့်ရဲ့ဟိုရခိုင်ဒီကပလဲဝကိုလွှမ်းမိုးသွားအောင်ဆိုတာတဲ့ဘာတို့ညာတို့ကတော့ကြားကာလမှာမလုပ်ဖို့အတွက်အေးအေးဒီကိုလည်းကျွန်တော်တိုက်တွန်းချင်တယ်ထိုနည်းလည်းကောင်းပဲ brotherhood ဒီကိုလည်းကျွန်တော်ပြောချင်တဲ့ဥစ္စာကဟိုလိန်ညာပြီးတော့မပြောရဘူးခင်ဗျားတို့ပြောတဲ့ဥစ္စာတွေကုန်တေးသေးချာချာနားထောင်တော့လိန်ညာတာတွေများတယ်အဲ့ဒါမလုပ်ရဘူးမနေ့တနေ့ကbrotherhood ဆိုတဲ့ဟိုပါလဲချင်းညီနောင်ဒီဖွဲ့ကပြောထားတဲ့ဥစ္စာဗီဒီယိုကလစ်ကျွန်တော်တခုတွေ့တယ်အဲ့ဒါကျွန်တော်ပဲအတိမိတ်ဆွေပေါ့ကျွန်တော်တို့မရာကဖြစ်တယ်MATC ကဖြစ်တယ်ကျွန်တော်ကိုလည်းတိမှာကျွန်တော်သိချာနားထောင်တော့ဘာဖြစ်လို့ကျွန်တော်တို့အဲ့လိုလုပ်ရတယ်လေဆိုပြီးတော့မှသူကပြောတာပေါ့ CNA က CNF ကတဲ့ဟိုအကုန်လုံးကျွန်တော်တို့ကိုတဲ့တန်းတူမသွားဘဲနဲ့အားလုံးတိတ်ကြုံသွားတယ်အဲ့ဒါကြောင့်ချင်းလဲကောင်စီလောက်တာကိုကျွန်တော်တို့မကျင်တတ်ဘူးလို့သူတို့ပြောတယ်။နောက်အချို့အဆကျွန်တော်တို့တူညီနဲ့သွားမယ်လို့ပြောချင်တယ်ထင်တယ်။နောက်ပြီးတော့မှဗာပြောသေးတယ်လဲဆိုရင်တော့ဖွဲ့စည်းပုံအခြေခံဥပဒေဒီကိုဘာဒီကိုတဲ့ကျွန်တော်တို့ဘောမတူပြဲနဲ့ကြီးဆွဲထားတယ်ဆိုတဲ့ပုံစံမျိုးတွေသူပြောသွားတာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ချင်းလန်းကောင်စီဖွဲ့တဲ့အချိန်မှာအားလုံးပွင့်လင်းမြင်သာစွာဖြစ်လှုပ်ထားတာကိုသူမတိလိုက်ဘူး။ तू ကအဲ့ဒီချိန်မှာပြောနေတဲ့မနေ့တနေ့ကအဲ့ဒီမရာကိုစလေကပြောတာကသူကအဲ့ဒီချိန်မှာသူကြောင်းတက်နေတဲ့ချိန်ဖြစ်တယ်ဆိုတော့အခုမှပဲကျွန်တော်ပြန်တွေးရတော့အဲ့လိုပဲပြောတာကိုကျွန်တော်ကြားရတယ်အဲ့တော့ CNF CNA ဒီအခုကချင်းလက်ကောင်စီတပ်ဖွဲ့ဝင်ဖြစ်သွားပြီအဲ့တော့ချင်းလန်ကလပ်ကလည်းပဲသူတို့အတွက် fundraising ရှာပေးတယ်ဆိုတာကတော့အလုံးသိပြီးသားဖြစ်တယ်ဘာဖြစ်လို့ CC Vice Chairman 1 2အနေနဲ့ဒီမနေ့ထိုင်ပြီးတော့မှအဲ့ဒီ CNF ရဲ့ channel မှာကျွန်တော်ပြောနေတယ်လေဆိုရင်တော့ CNF ဒီ2003ဖွဲ့စည်းပုံအခြေခံဥပဒေချင်းပြည်ချင်းလဲဖွဲ့စည်းပုံအခြေခံဥပဒေအရကျွန်တော်ရဲ့တပ်ဖွဲ့ဖြစ်သွားပြီဘာဖြစ်လို့လဲဆိုရင်တော့ CNA ပဲဖြစ်ဖြစ် CDF တွေပဲဖြစ်ဖြစ်ချင်းလဲကကွေတပ်ဖွဲ့အောက်မှာရှိတဲ့သူတွေအားလုံးဟာကာကွယ်စီဝင်ကြီးဌာန၏တိုက်ဆိုင်ကြီးကြပ်ကုကဲမှုအောက်တင်ရှိပါသည်လို့ဒါပြောထားတာဖြစ်တယ်အဲ့တော့နောက်ပြီးတော့မှဘာရှိခဲ့တယ်လဲဆိုရင်တော့ချင်းပီချင်းလန်ချင်းပီတူလူထုကိုတဲ့အဲ့ဒီတပ်မတော်တွေကတပ်သားတွေကအသက်ပေးပြီးတော့မှကာကွယ်ရမယ်ဆိုတဲ့ဥစ္စာလဲရှိပြန်ရင်အဲ့ဒါကြောင့်ကျွန်တော်ဒီဒါဒီပြောရချင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့က CNF ရဲ့ပါဝင်မှုကိုစောရကခဏခဏတင်းနေကြတယ်ထင်တယ် CNF ပါဝင်မှုကတွတ်တော်အမတ်ဒီပါဝင်မှုနဲ့အရင်ကလေးကတန်းတူနဲ့တွားပါတယ်ဆိုပြီးတော့မှအခုခဏခဏပြောကြတယ် ICNCC တုန်းက16ယောက်စီသူတို့ပါဝင်ကြတယ်လေ CNF က16ယောက်တွတ်တော်အမတ်တွေက16ယောက်အဲ့ဒီတုန်းကဘသူမှစောရကမတည့်ဘူးကောင်းတယ်ခေါင်းတယ်တဲ့အခုကျတော့တို့တော်အမဒီက29ယောက်တို့ပါရမယ်လို့သူတို့ပြောတာရှိတာမရှိတာထားလိုက်သူတို့တို့တော်အမတွေကိုလည်းပြောသေးတယ်ခုမှဟန်တာလည်းအခုတော့သူတို့မရှိကြဘူးပူလျင်လွန်းတို့ခင်ဗျားတို့29ယောက်မရှိဘူးနော်20ယောက်ပဲပြောလိုက်ကျွန်တော်ခင်ဗျားတို့တိတာ23ယောက်ပဲရှိတယ်ပြောတော့ဟာသူတို့ကတော့နည်းနည်းလောဘကြီးတယ်ထင်တယ်29ယောက်တဲ့ထားလိုက်တော့ကျွန်တော်ကိုယ်တိုင်ရေးဆွဲခဲ့တဲ့သူဟောတဲ့ဖွဲ့စည်းမချက်ခေါင်းပရိကိုနော်အပါဝင်ပေါ့တယောက်အပါဝင်အဲ့တော့သူတို့29ယောက်ဆိုတော့အရင်ကလေးက16ယောက်စီပါတဲ့အတွက်ဟို CNF လဲသူတို့က29ယောက်ပါမယ်လို့သူတို့ပြောတာလေဟုတ်ကဲ့လို့ပြောကြတာဒါနဲ့သူတို့ပါကြတာဆိုတော့အခုကျွန်တော်ပြောမယ် CNF ပါဝင်မှုဟာအဲ့ဒီဥစ္စာကကောင်စီရဲ့ကိုယ်စားလှယ်အချို့အစား
အဲ့ဒါတိုင်းပြိုကျဲဆိုရင်တော့ complaint နဲ့ mindat ကမြုပ်နေပဲဖြစ်ပါတယ်မကွဲတဲ့မြုပ်နေဆိုတဲ့အတွက်ဟာခါတို့ထန်တလန်တို့မတူပီတို့9ယောက်ပါတဲ့အချိန်မှာ complaint နဲ့mindat က10ယောက်ပါတယ်လေအဲ့ဒါကြားလေတခုမှတယောက်မှမပြောကြဘူးအဲ့ဒါဆိုရင်တော့မြုပ်နေချင်းချင်းလာအောင်ပါဗောထိုနည်းလည်းကောင်းမဲ့ကျွန်တော် data တွေရပြောမြင်ဆိုရင်တော့မရာ data ဆိုရင်တော့ complete မြုပ်နေတဲ့လူဦးစီတူတာ2600ရှိတယ်သူတို့က2400ကျော်ဆိုတော့မရာက3ယောက်ပဲပါတယ်နော် data ကပြဿနာမရှိဘူးလို့ကျွန်တော်စောတကမတည့်ဘူး CNF ကသူတို့ဘာဖြစ်လို့မကြိုက်တာလဲတော့မသိဘူးဒါခလေးခလာဆန်နေနော်ကျတို့ဝေဖန်တာမတရားဘူးအဲ့တော့အခုကောင်စီမှာရောအစိုးရမှာရောလွှတ်တော်မှာရောတရားရေးမှာရောအကြီးအကဲဆိုတဲ့ဥစ္စာဝန်ကြီးအဆင့်ဒီအကြီးအကဲက28ယောက်ရှိတယ်အဲ့ဒီ28ယောက်ထဲမှာလွှတ်တော်အမတ်တီက10ဦးပါတယ်အဲ့ဒီချိန်မှာ CNF က9ဦးပဲပါတယ်ဒေသန္တရတွေ15ဦးပါတယ်အဲ့ဒါမျိုးတွေလည်းတရားမျှတမမျှတဘူးလားဆိုတော့နည်းနည်းစဉ်းစားကြည့်လိုက်အောင်အဲ့ဒါတစ်ချက်နောက်ပြီးတော့မှအဲ့ပုဂ္ဂိုလ်ကဘာပြောသေးတယ်လဲဆိုတော့မရာကဟို CB ကိုယ်စလေဆိုပြီးတော့ပြောနေတယ်သူဘာပြောသေးတယ်လဲဆိုရင်တော့ချင်းလက်ကောင်စီနဲ့တွေ့မယ်ဆိုပြီးတော့ကျွန်တော်တို့ကကမ်းလှမ်းတယ်တဲ့တခါမှသူတို့မတွေ့ဆုံချင်ဘူးလို့ပြောသေးတယ်အဲ့တော့မလိန်ရဘူးကျွန်တော်တို့ကလာကမ်းလှမ်းတာစာတခါပို့တယ် CB ဖက်ကမကြိုက်ဘူးဒုတိယအကြိမ်စာထပ်ပို့သေးတယ်မကြိုက်ပြန်ဘူးအဲ့တော့ဒါကိုကျွန်တော်တို့ကိုမကြိုက်ဘူးလို့ပြောတော့ပြောင်းပြန်ရင်အဲ့လိုမပြောရဘူးဆိုတော့အဓိကကြတော့ဘာကြောင့်အဲ့လိုမျိုးသူတို့ပြောနေတယ်လဲဆိုတော့ကြီးတဲ့ခါကြတော့ကောင်းဆောင်တွေကအရေးကြီးတယ် CB ကောင်းဆောင်တွေတေတေချာချာစဉ်းစားစေချင်တယ်ပြစ်စလက်ခတဲ့ကောင်းဆောင်မလုပ်ကြပါနဲ့အဲ့ဒါကစားနေတာမဟုတ်ဘူး CJDC လို့မထင်ပါနဲ့ CJDC တို့ကတော့အပေါ်စားအနေနဲ့အဲ့ဒါဆူစီတဲ့အဖွဲ့အစည်းလောက်နဲ့ပဲအဲ့ဒါ CJDC ကအပေါ်စားအဖွဲ့အစည်းပဲအဲ့လိုမျိုးမစင်စားပါနဲ့ရှင်းလက်ကောင်စီရှင်းလက်ဆိုရဆိုတဲ့ဥစ္စာတကယ်ချစ်ချစ်လေးလေးခိုင်ခိုင်မာမာနဲ့လူကြီးတွေလူလက်ပိုင်းတွေလူငယ်တွေနဲ့ဖွဲ့စည်းတဲ့ဥစ္စာ CJDC ကလူငယ်တွေကြီးပဲဖွဲ့စည်းခဲ့တဲ့ဥစ္စာနော်အဲ့ဒါလည်းစင်စားအောင်ပြစ်လက်ခနဲ့စကားမပြောစေချင်ဘူးနောက်ပြီးတော့မှ brotherhood တီမှာဥဆောင်နေတဲ့လူတွေကလည်းပဲအားကိုးတဲ့လူဖြစ်စေချင်တယ်လူထုကမလဲစားတဲ့လူတွေတော့မဖြစ်စေချင်ဘူးပြစ်လက်ခနဲ့အဲ့ဒါကြောင့်ကျွန်တော်ပြောနေတာ CB ကိုဘသူတွေကဥဆောင်တယ်လဲဆိုတော့လူထုတွေကလည်းတေချာကြည့်ဥဆောင်တဲ့သူကကြည့်အဓိကပဲရှင်းလက်ကောင်စီကိုဘသူတွေကဥဆောင်တယ်လဲဆိုတော့လူထုတွေကိုကြည့်ကျွန်တော်တို့ဥဆောင်နေတဲ့သူတွေကဖျားတရားလဲမကြောက်အပေါ်စားတွေလူဖြစ်တယ်ဆိုရင်တော့ကောင်စီကိုလည်းလူထုတွေကဖြုတ်ချပလိုက်တော့ထိုနည်းလည်းကောင်းမဲ့ brotherhood ဆိုတဲ့သူတွေကလည်းပဲလူတွေကလည်းပဲဘာမှမဟုတ်တဲ့လူတွေဟိုလူထုကလဲစားတဲ့လူတွေမဟုတ်ဘူးဆိုခင်ဗျားတို့အနာယူအဲ့ဒါကျွန်တော်တို့ကောင်းဆောင်တွေပုံမှာမူတည်တယ်ကောင်းဆောင်တွေကခဏခဏလူထုတွေကိုဒုက္ခပေးတာကျွန်တော်မကြိုက်ဘူးဆိုတဲ့ဥစ္စာကျွန်တော်ပြောချင်တာဆိုတော့ပထမအချက်အနေနဲ့တော့အဲ့ဒါလောက်ပဲကျွန်တော်ပြောမယ်နောက်မှမင်းမြတ်ချင်တဲ့ဥစ္စာတွေနောက်ပြီးတော့မှ CBD ကတို့ပုံမှာမကျင်တတ်တဲ့ဥစ္စာတွေကိုလည်းပြောနောက်ပြီးတော့မှ AA တွေကကျွန်တော်တို့ပုံမှာမကျင်တတ်တဲ့ဥစ္စာလည်းပြောကျွန်တော်တို့ကဒီလိုဖြစ်ပါတယ်ဆိုလို့ဥစ္စာကျွန်တော်တို့ရှင်းသွားမှာဖြစ်တယ်နှုတ်မော်ရပြည်သူလူထုကဇွေဇွာဖြစ်ပြီးတော့မှကိုရေးဖို့တဲ့ချင်းချင်းတင်နေမှာဖြစ်တဲ့အတွက်ကျွန်တော်မကြိုက်ဘူးအဲ့ဒါတွေကိုကျွန်တော်ပြောချင်တာပါကျေးဇူးတင်ပါတယ်